တချို့တော့လူငယ်တွေပေါ့နော်ကျွန်တော်လည်းပါပါတယ်ကျွန်တော်အပါဝင်ပေါ့ဆိုတော့ဖြစ်ပူကြတာဒီအများစုလည်းဖြစ်မယ်တင်ပါတယ်ဒါဘာလဲဆိုတော့ဒီအချစ်ရည်နဲ့လူငယ်နဲ့ချစ်ရည်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ emotion နဲ့အရင်ဖြစ်တယ် sensitive လည်းဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ရှိရင်ဒီအချစ်ရည်အစဉ်ပြေမှာကျွန်တော်အလုပ်လုပ်ရအစဉ်ပြေတာတို့ဒီအချစ်ရည်အစဉ်ပြေမှာဆိုလို့ရှိရင်အကောင်လုံးနဲ့အစဉ်ပြေတာတို့လို့ပြောဖြစ်ပူကြတာတော့မသိဘူးချို့ဆိုလို့ရှိရင် crap တွေရှိတယ် user တွေရှိတယ်ချစ်သူ user တွေရှိတယ်ချို့ဆိုလို့ရှိရင်လည်း ADRS ပေါ့ဗျာ ADRS ဖြစ်တယ်အဲ့လိုမျိုးပါနော်ဆိုတော့ love is everything အဲ့လိုဖြစ်နေတာလားအချစ်ရည်နဲ့အစဉ်ပြေမယ်ဆိုလို့ရှိရင်အကောင်လုံးအစဉ်ပြေတယ်ဒါကစိတ်ခံစားချက်အရင်ပါသွားပါတော့တချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးချီမလို့ဘူးကွာတချို့ကြတော့လည်းတမ်းမာလို့ပြောရမယ်အဲ့လိုမျိုးအောင်နှောင်းနဲ့နှလုံးသားနဲ့အောင်နှောင်းကနှလုံးသားကိုကြီးနေတာဟုတ်တယ်ခရိုက်ရှိနေဆိုလို့ရှိရင်ဒီနေ့စကားပြောနေရင်ပြောတယ်ဒီနေ့တွေ့နေရင်ပြောတယ်ဒါတော့မှဟိုဘက်ကလည်းကိုယ်ကိုပြန်ပြောအောင်ပါဒါလေးပါပဲ